Hello ညီမလေး Hello Hello ဒိတ်ထောင်ပေးဖို့ဖုန်းဆက်နေတာနော်ပြောရတာချက်တော့နည်းနည်းစိတ်ထဲမကောင်းပြောနေလေရင်းနေရကွာနေမကြားလိုက်တာမမကြီးဘလူးမကြားလိုက်တာသမီးနာမကြားလိုက်လို့အဲ့လိုဖြစ်သွားတာမမကြားလိုက်ဒီလိုမျိုးခေါ်မလို့မဖြစ်ရဘူးဘောနော်သူတို့ကသာမိုက်ကြီးနေတာအော်နေတာညီမကဘလူးမကြားတာညီမလေးဟိုကကျွန်တော်တို့အတန်မြန်မာရင်ဖုန်းဆက်တာပါဆိုင်ကလေးကြနေတော့ခဏလေးတိုင်းတော့ခန်းစားချက်ကိုမနေနိုင်တော့ရင်းညမှာမျိုးသိမ့်ရတာဦးလိုမျိုးဒီလိုမျိုးပြလာတဲ့အချိန်ကျတော့သမီးစာမတက်တာလည်းသမီးခံလိုက်ရတယ်ဒါမကြားတာလည်းသမီးခံလိုက်ရတယ်အပိုင်းအဲ့ဒါလေးဒီချက်တော့သမီးနေမကောင်းဘူးမကြီးရဲ့စိတ်ထဲမှာဘလို့ကောင်းလဲအယူများလို့ပေါ့နော်ထွက်ပြီးရတော့မလို့ပြင်ချုပ်ပြီးရတော့မလို့ဒီနေ့မှခံစားရတယ်ပေါ့နော်စိတ်ထဲလဲဘလို့မှဖြီးလို့မရဘူးပေါ့မမရဲ့အဒီဓာမိုးလေးစီမတ်တော့ဘယ်မှာဝင်ဒီလေးထားပါရှေ့ရနိုင်မှာထောင်ပါပါထားလို့ပြီမိုင်းမင်္ဂလာပါမင်္ဂလာပါမမိုင်းနာမည်လေးပြောပြပါမိုင်းပါမအေးဟုတ်ကဲ့ဒုံမီလေးခေါ်ပါတယ်မိုင်းလေးခေါ်ပါတယ်မိုင်းအိမ်ကြတော့အိမ်ရောအိမ်ငှားနေတာမမဟုတ်မိသားစုဝင်ဘယ်နှစ်ယောက်လဲမိသားစုလောဆယ်တော့သားလေးရဲ့သမီးလေးရဲ့ချွေးမ2ယောက်ပဲနေရမိသားစုကဟိုကလိုင်းကလေးလေးချင်းချင်းလေးဆိုတော့3ယောက်2ယောက်ပဲနေရတယ်မမကြားပြီးငါနေတာအဲ့လိုလေမိုင်းဒီမှာရောင်းတာကြပြီလားနှစ်နှစ်ကျော်ပြီပေါ့မမအမျိုးသားဆုံးတာမကြသေးမှာအရင်ကကျမတို့ကဒီမှာဈေးထဲမှာလေးရောင်းနေနေ့ခင်းကြလဲဒီလိုဈေးတွေလမ်းနေလိုက်တုံရောင်းနေမမကျမတို့ကရောင်းHello Hello Hello ညီမလေးဟိုကကျွန်တော်တို့အတန်မြန်မာရင်ဖုန်းဆက်တာပါဆိုင်ကလေးကြနေတော့ခဏလေးဖုန်းဆက်ွယ်တော့မှတ်တရလေးပြောပြပါဦးဖုန်းကူတီပတိနဲ့လာလိုက်တော့ကန်လိုက်တယ်ပေါ့ကန်လိုက်ပြီးတော့လူကကွန်လိုက်တဲ့အချိန်ကဟိုပါပေါ့6နိုင်နီးပန်းလောက်6နိုင်နီးပန်းလောက်တော့နည်းနည်းဝေးပြီးနေမောမီးလုံးတွေပါလေချစ်တော့အဲ့နေရဖြစ်ချင်တော့သားလေးနဲ့ချွေးမာလဲဥပဒေများကနေတော့ပုံနေတော့ကလေးဥပဒေပြလျှော့ခြင်းနဲ့ဆိုပြီးတော့သူတို့ကို3နိုင်ခွဲလောက်4နိုင်လောက်လို့ပြန်လှည့်လိုက်တယ်ဟော4နိုင်လောက်ကျ3နိုင်ကျော်စိုင်းလေးခင်းပြီးသွားခင်းပြီးတော့နည်းနည်းလေးခေါ်လိုက်တဲ့အချိန်ကဖုန်းလမ်းခေါ်လိုက်တဲ့အချိန်က6နိုင်နီးပန်းလောက်ပေါ့6နိုင်နီးပန်းဆိုကိုကစားလဲမတက်တော့သွေးသွားဖြစ်သွားတာပေါ့နော်ဘယ်ဖုန်းလဲမသိကန်တော့ကန်လေးတယ်ကန်လဲပြီးတော့လူကရဲကြလာတဲ့အချိန်ကျတော့ဟိုကပြောတဲ့တန်နဲ့ဆိုတော့ကိုကဖုန်းကိုနောက်မှချတာတယ်ချထားပြီးတော့ခဏလေးကန်ထားမှလူတွေရမ်းချနေဆိုပြီးကိုကအဲ့လိုလေးပြောပြီးတော့ပဲပြောနေလိုက်တယ်ဒီဖုန်းကိုလုံးမဟိုကမလုံးနိုင်ဘူးဈေးရလဲရောင်းနေရတော့လူကလဲမအားဘူးဖြစ်သွားနောက်ပြီးဆုံးကျတော့နည်းကြီးမိနစ်ကြာပြီးအရန်ကြာလဲတော့ကြည့်လိုက်တော့ဖုန်းကကြာသွားတယ်ကြာတော့ညီမပြန်မခေါ်တတ်တော့အဲ့လိုဖြစ်သွားတယ်မလုပ်တော့ဘူးညီမအဲ့လိုကြီးကြတော့မနှိပ်တတ်ဘူးဖုန်းနားမတည့်ဘူးတစ်တော်လေးပါလေးစောတာတူပဲညီမစာမတက်ဘူးငယ်လေးအကြောင်းမတက်ခဲ့ရဘူးဦးလို့စာလေးပါလေးကြတော့ကိုကမရေးနိုင်ဘူးရေးပြီးသားဟာကြတော့ကိုကမဖတ်နိုင်ဘူးမမဒီလိုဈေးပဲရောင်းတတ်တယ်ကျန်တာမလုပ်တတ်ဘူးနားသိမ့်မကောင်းတာဘူးသမီးကြီးမလေးမွေးရတယ်မွေးရပါတော့မဟုတ်ဘူးမသမီးကြီးမလေးမွေးပြီးတော့ယောက်ျားနဲ့သွေးမြူသားလူရိုက်လိုက်တာတစ်ဖက်ကလေးနည်းနည်းလေးကြားချင်းလေးကြားတယ်မမတုံတော့ကြလဲဇဝေးသွားလေးဖြစ်တယ်မွေးရပါတော့မဟုတ်ဘူးမဟုတ်Hello ညီမလေး Hello Hello ဒိတ်ထောင်ပေးဖို့ဖုန်းဆက်နေတာနော်ဖုန်းချပြီးပြန်ခေါ်သမီးရေစက်ပါလို့သူကလည်းသူစွာဖြစ်စေတနာပါရလာမှာပေါ့မိုက်အတရားကြီးလောဘကြီးလို့လည်းမရပါဘူးမိုက်ရတော့ဘာမှရမှာပေါ့ဟိုရဖို့ပါလာဟန်တော့လွဲဝသေးတာပဲမိုက်ကန်တရားပါပဲလုံးဝမအောင်မေးပါဘူးရရင်တော့ကိုစားချင်တာစားမယ်တော့ရပဲလူချင်တာလူရမယ်တန်းရမယ်မမကြီးပြည်လေလေးနေရမယ်ဒါပါပဲမိုက်ကျွန်တော်တော့ဘာမှမလုပ်ပါဘူးအဲ့လိုလေလွဲဝတာတစ်ချက်တော့နည်းနည်းစိတ်ထဲမကောင်းပြောနေလေရင်းနေရကွာနေလိုမျိုးလဲရှင်းလိမ့်မယ်လို့လည်းမအောင်မေးဘူးမိုင်းဟိုလိုကောမလဲရုပ်တရက်ကြီးဆိုအဲ့လိုကြီးလဲရှင်းလိမ့်မယ်လို့မထင်ခဲ့ဘူးပေါ့ဒီနေ့တော့ကိုကလည်းကိုဒီလိုမျိုးကျန်တဲ့နားထောင်နေတဲ့ချိန်ကြတော့အဲ့လိုမျိုးကြီးပေးနေဆိုတော့စိတ်ထဲမှာလိုကောမလဲအယူများလို့ပေါ့နော်ထွက်ပြီးရတော့မလို့ပြင်ချုပ်ပြီးရတော့မလို့ဒီနေ့မှခံစားရတယ်ပေါ့နော်ဒီတိလည်းမကောင်းဘူးပေါ့ဒီနေ့ချိန်ပြန်တွေးရင်လေဒီလိုမျိုးကြီးပဲဂျုံတိုင်းနေရတယ်အဲ့လိုမျိုးကြီးပဲဖြစ်နေရစိတ်ထဲလဲဘယ်လိုမှဖြီးလို့မရဘူးပေါ့မမရဲ့ပြောနေလေရှင်နေမှာဝဲမကြားလိုက်တာမမကြီးဘလူးမကြားလိုက်တာသမီးနာမကြားလိုက်လို့အဲ့လိုဖြစ်သွားတာမမကြားလိုက်ဒီလိုမျိုးခေါမလို့မဖြစ်ရဘူးပေါ့နော်သူတို့ကသာမိုက်ကြီးနေတာအော်နေတာညီမကဘလူးမကြားတာအဲ့မှလည်းတစ်ချက်ခံလိုက်ရတယ်မမအဲ့တောင်းလေးတက်လာမှလိုင်းတက်လာမှသာနဲ့ချက်တဲ့နားထောင်မှသာညီမဈေးရောက်နေတဲ့ပြောင်းမှုဘလောက်ဘယ်ဘလောက်တချင်မရှိယူသွားဆိုတဲ့ဟာတွေပါအကုန်လုံးညီမနားထဲမှာကြားလိုက်ရတယ်အဲ့လိုဖြစ်သွားတာအဲ့ဒီကတော့သူတို့ပြောနေရတယ်ညီမဘာမှမကြားလိုက်ရဘူးတခုမှမကြားလိုက်ရတာအဲ့လိုဖြစ်သွားတယ်မကြီးဟိုကဒီဈေးရောက်တော့လဲအာယုံကထားလိုက်တဲ့အဲ့လိုဖြစ်သွားတယ်အဲ့ဒီသူတို့ကသာအိုးနေရတယ်တနည်းမကြားဘာမှမကြားသိန်းတစ်ထောင်ပေးရဆိုလဲသူကြားအဲ့လိုဖြစ်သွားတာ
နောက်ဆိုရင်သမီးကင်လိုက်မိပါတယ်သူကလည်းသူတော့မသိတော့ပဲနားလူလန်းခေါ်လိုက်သမီးကမကြားလိုက်ရဘူးလို့ဖြစ်သွား ယူနာလေဝိုင်းချစ်ကြတယ်လေ ဟုတ်ကဲ့ပါ ပတ်ရစကားလေးပြောပေးပါဦး လို့ပါပဲအမသူတို့ကကိုယ့်ကိုမြစ်တာရှိပြီးချစ်နေကြပဲအမပဲတက်နိုင်ဘူးကျမကလည်းကျမရဲ့အဖြစ်ပြက်ကိုကျမအကုန်ပြောပြတယ်လေအမှန်ကန်ပြောပြတယ်ကျမဖြစ်သွားတဲ့ပြဿနာကြီးလေကျမအကုန်ပြောပြတယ်ကျမရဲ့ CD တက်တီကိုလည်းကိုပြောရတယ်ဟိုတော့ကတော့ကျမနားလေးရဆိုရင်ရရှစ်တယ်မမိုက်ဘူးတော့အကုန်လုံးလည်းသိအောင်ပြောပြတယ်ဟိုတော့သမီးစာမတက်ဘူးဆိုတာလည်းလူတိုင်းမသိကြဘူးကိုမသမီးရဲ့ခန်းစားချက်ကိုမနေနိုင်တော့ရင်ထဲမှာလို့သိနေရတာဦးလိုမျိုးဒီလိုရေးပြလာတဲ့အချိန်ကျတော့သမီးစာမတက်တာလည်းသမီးခံလိုက်ရတယ်ဒါမှကြားတာလည်းသမီးခံလိုက်ရတယ်အမိုက်အဲ့ဒါလေးတချို့သမီးနေမမကောင်းဘူးမကြီးရဲ့အဲ့ဒါကြောင့်သမီးကမှသမီးစာမတက်တာတော့သမီးနားလေးရတော့ပြောပြတာလုံလုံးသမီးနားလေးတော့လူတိုင်းမသိကြပါဘူးမမကိုညီမမကြားလိုက်တာညီမဒီဖုန်းကရမ်းပြီးနှိပ်လိုက်တာတဘူးလေးပဲတည်တော့နော်ညီမကိုပြောလိုက်တာလို့ကူမနှစ်ချက်ကိုတက်ပြီးမှနားထောင်လိုက်မှညီမဈေးရောက်တာဘာဘလောက်ပတ်စံမပါကျွေးမပါယူသွားဆိုတဲ့ဟာတွေပါကြားမှညီမရဲ့စိတ်ကိုညီမစဉ်းစားလို့အံ့ဩလို့တော့မရဘူးအဲ့လိုဖြစ်သွားတာအမကြီးရဲ့တကယ်အဲ့လိုဆိုညီမအားရဒီအကုန်ကြားတယ်ဆိုညီမဒီလိုပဲဖြစ်နေညီမတန်ပြီးပြောလိုက်မှာပေါ့အဲ့လိုမျိုးလေးဖြစ်သွားညီမကြားရတဲ့ချက်ကလေးအားနဲ့ချက်ကလေးစမတက်တဲ့ချက်นี่ခဏလေးနော်အနီ3000ဟုတ်ကဲ့အနီလေးခဏလေးမမြင်အမြင်မယ်အနီလေး2000ပေးထားတယ်အမ3000ဟုတ်ကဲ့အနီခဏလေးနော်